တဲ့နောက်မှာဆိုရင်ဗာလိုက်တာဘာညာအဲ့လိုမျိုးတငယ်ချင်းတွေကကျတော့တန်းတီးကြအဲ့ဒါမျိုးကျတော့ဘယ်လိုမျိုးလေ့လာရမလဲဆိုပြီးတော့ grade 11ညီမလေးတယောက်ကမေးထားရပေါ့နော်အဲ့တော့အရင်ဆုံးဘယ်လိုလေ့လာမလဲဆိုတော့မပြောခင်ဒီတဲ့အကြောင်းကိုရှင်းပြပါမယ်တဲ့ဆိုတာကကျတော့သူက article တစ်ခုပဲဖြစ်ပါတယ် en တဲ့ article လို့လည်းပြောလို့ရတယ်လို့ကြာကြာမိုင်နယ်တွေကတစ်ခုပဲဖြစ်ပါတယ်တဲ့ဆိုတာက specific thing တိကျတဲ့အရာတွေမှာသုံးတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ I saw a dog ငါခွေးတစ်ကောင်တွေ့ခဲ့တယ်ဒီလိုညမျိုးမှာဆိုလို့ရှိရင် I saw the dog လို့သုံးလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုကခွေးတစ်ကောင်တွေ့ခဲ့တာကိုပဲသိတာအဲ့ဒီခွေးကဘယ်လိုပုံစံမျိုးလဲအဖြူလားအဝါလားချစ်ဖို့ကောင်းလားကြောက်ဖို့ကောင်းလားဆိုတာတော့မသိတဲ့အတွက်ကြောင့်မလို့မသိကြဘူးကိုကသူနဲ့ပတ်သက်ပြီးတော့ information တိတိကျကျအောင်မသိဘူးခွေးတစ်ကောင်တွေ့ခဲ့တာI saw a dog အဲ့ဒါကြောင့်မလို့ခွေးတစ်ကောင်လေးပဲသုံးလို့ရပါမယ်ဒါပေမဲ့လည်းကိုတွေ့ခဲ့တဲ့ခွေးကချစ်ဖို့ကောင်းတယ်ဆိုပြီးကိုကတိတိကျကျ information ကိုတိတိကျသိရဆိုရင်တော့ the dog was cute အဲ့လိုမျိုး specific thing ထိကြတဲ့အရာတွေမှာဆိုရင်တော့ there ကိုသုံးလို့ရပါတယ်ပြီးတော့ there ရဲ့နောက်မှာဆိုလို့ရှိရင်ဘာတွေလိုက်လေးရှိလဲဆိုတာမျိုးချက်ပေါ့နော် there ရဲ့ pattern ကကျတော့ there plus noun ဆိုပြီးတော့ pattern တစ်ခုရှိမယ်ပြီးတော့ there plus adjective plus noun ဆိုပြီး pattern တစ်ခုရှိမယ် there plus noun ရဲ့ the sun the moon the book လိုမျိုး there plus noun ဆိုပြီးတော့ pattern နည်းနဲ့မှတ်လို့ရပါတယ်ပြီးတော့ there plus adjective plus noun the beautiful girl လှပတဲ့မိန်းကလေးကိုတွေ့တဲ့မိန်းကလေးကလှပတဲ့မိန်းကလေးဆိုပြီးကိုကတိတိကျကျသတ်မှတ်ခြင်းတဲ့အခါကိုကတိတိကျကျသိတဲ့အခါမျိုးမှာဆိုရင် there ကိုသုံးလို့ရပါတယ်ဒီတော့ there ရဲ့နောက်မှာဘာလိုက်လဲဆိုလို့ရှိရင်တော့ there ရဲ့နောက်မှာ there plus noun ဆိုပြီး noun လိုက်တယ်လို့မျိုး there plus adjective plus noun ဆိုပြီးတော့ pattern လေးရှိပါတယ်အခုက there အကြောင်းကိုလည်းရှင်းပြီးသွားပြီဆိုတော့အဲ့ဒါမျိုးလေးတွေကိုဘယ်လိုမျိုးလေ့လာရမလဲဆိုတော့ a part speech ကိုအခြေခံပိုင်ထားဖို့ပြောချင်ပါတယ် a part speech မှာဆိုလို့ရှိရင်အရေးကြီးတဲ့ noun တို့ verb တို့ adjective တို့ဒီလိုမျိုးအရာမျိုးတွေကိုသိထားရဆိုလို့ရှိရင်ဒီစကားလုံးကဘယ်လိုမျိုးစကားလုံးလေးတွေနဲ့တွဲသုံးနေဆိုတာကိုသိသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးလေ့လာခြင်းနဲ့ဆိုရင်တော့အရင်ဆုံးအခြေခံပိုင်အောင်လုပ်ထားပြီးတော့နောက်ပိုင်းစာပိုက်တွေဖတ်တဲ့အခါချလို့ရှိရင်တေချာသိထားပြီးတော့ကြည့်ကြည့်ပါဒေသုံးတဲ့နေရာရှိတယ် A သုံးတဲ့နေရာရှိတယ်အဲ့ဒါတွေကိုသတိထားကြည့်ပါဒါအပြင်ကိုကအားတဲ့ချိန်မှာဆိုလို့ရှိရင်လည်းအဲ့ဒီလိုမျိုးစမ်းတဲ့လိုမျိုးလေးတွေရေးကြည့်ပါကဲအခုဆိုလို့ရှိရင်အားလုံးပဲဒေရဲ့အကြောင်းကိုလည်းသိပြီးတော့ဒေကိုဘယ်လိုမျိုးနေရာမှာသုံးရမလဲဘယ်လိုမျိုးလေ့လာရမလဲဆိုတာကိုလည်းသိလောက်ကြပြီထင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye